မင်္ဂလာပါတသားတို့မိမိတို့ရေဒီတစ်ပတ်မှာတော့တီတီကျော်ကဟိုးတဲကန်နာရကြီးတဲ့ကထူးဆန်းတဲ့အပင်လေးတစ်ပင်အကြောင်းပြောပြမလို့ပုံမြင်လေးကိုရေးထားတဲ့သူကဒေါက်တာမေမွန်ပါပုံမြင်လေးနာမည်ကတော့အားလုံးချစ်တဲ့စူးစူးတဲ့နားထောင်ကြည့်ကြမယ်နော်ပူအိုက်လွန်းနဲ့နေ့လည်ခင်းတစ်ခုမှာပေါ့တဲကန်နာရကြီးတစ်ခုလုံးပြင်းစရာကောင်းလာအောင်တိတ်ဆိတ်ခြောက်ကပ်နေတယ်။ဘာလှုပ်ရှားမှုမှမတွေ့ရဘူး။တရိတ်ဆန်လေးတွေလည်းငြိမ်။တိရွက်ကလေးတွေလည်းငြိမ်။လေကလည်းငြိမ်နေလိုက်တာတစ်ချက်ကလေးတောင်မတိုက်ဘူးတဲ့။အဲ့ဒီအချိန်မှာပဲကန္နာရစူးဝင်ကြီးပေါ်ကအသီးလေးတစ်လုံးဖြုတ်ကနေကြွေချလာတယ်။အသီးလေးကနီနီရဲရဲချစ်စရာလေးသူခမပြုတ်ကြတဲ့အချိန်ကြောင့်ဖောက်ကနေကွဲထွက်သွားတယ်အသီးလေးကတိတ်မကြီးပါဘူးဒါပေမဲ့သူ့ထဲမှာအစီသေးသေးလေးတွေစုခဲနေတာအများကြီးပဲတဲ့စိတ်ရှည်လက်ရှည်ရေတွက်ကြည့်ရင်2000တောင်ကျော်တဲ့အစီလေးတွေကမဲမဲပြောင်ပြောင်လေးတွေဆိုတော့နေရောင်အောက်မှာတလဲလက်နဲ့တောက်ပနေတာပေါ့ကွယ်ညနေနေအေးသွားတဲ့အခါပူလွန်းလို့ပုံးနေတဲ့တရိတ်ဆန်လေးတွေအပြင်ကိုထွက်လာကြတယ်အဲ့ဒီထဲမှာဖိုက်စားနေတဲ့ကြွက်လေးတစ်ကောင်လည်းပါတယ်ကြွေကြထားတဲ့အသီးလေးကိုလည်းမြင်းရောဝမ်းသာအားရနဲ့ပြေးပြီးတော့စားတော့တာပဲအသီးလေးကချိုလဲချိုအရေလဲရွှမ်းတော့ကြွက်လေးအကြိုက်ပေါ့စားနေလိုက်တာပလုတ်ပလောင်းသူ့နှကမ်းမွေးတွေပေါ်မှာတော့မှအစိလေးတစ်စိကပ်ပါသွားသေးတယ်ကြွက်ကလေးကတော့ဘယ်သိပါမလဲသူ့ထုံးစံအတိုင်းတဲတွေတဲ့တရှက်ရှက်နဲ့ပြေးလွှားနေလိုက်တာအစီလေးကတနေရာမှာလွင့်ကြံခဲ့တဲ့ကွယ်တကယ်တော့အဲ့ဒီအစီလေးကတိတ်ကိုကန်ကောင်းတဲ့အစီလေးပါပဲအကိုင်းအခက်အရွက်တွေနဲ့အရိပ်ကောင်းလွန်းလာတဲ့တစ်ပင်ကြီးတစ်ပင်သားမှာကြကြံခဲ့တာသူ့လိုအစီသေးသေးလေးအတွက်တော့လုံခြုံပြီးနေလို့ကောင်းတဲ့နေရာလေးပေါ့သူ့မှာဒီထက်ပိုပြီးကန်ကောင်းတာတွေလည်းရှိသေးတယ်တစ်ပင်ပေါ်မှာအတိုက်ဆောက်နေတဲ့ဖင်စာငှက်ကလေးကအစီလေးလွင့်လာတာကိုမမြင်လိုက်ဘူးအစာရှာထွက်လာတဲ့ရှင့်ကလေးရဲ့ရန်ကနေလေလွတ်သွားသေးတယ်ထူးထူးခြားခြားမိုးတွေရွာတဲ့နေ့တစ်နေ့မှာအစီလေးကနေအပင်ကလေးစပေါက်လာတယ်စူးပင်လေးမို့လို့စူးစူးလို့ချစ်စနိုးခေါ်ကြတယ်ဒီလိုနဲ့ပဲတဲကန်နာယာကြီးထဲမှာစူးပင်လေးတစ်ပင်တိုးလာတာပေါ့အပင်အစ်စ်လေးဆိုတော့အနားကဖြတ်သွားတဲ့တရိတ်ဆန်လေးတွေကတတိတရားနဲ့လှည့်ကြည့်လိုက်တယ်ဘလောက်ထွားလာပြီလဲစူးတွေဘလောက်များလာပြီလဲပန်းတွေပွင့်လာပြီလားစသဖြင့်သိကျင်နေတော့တာပေါ့ဒါပေမဲ့သူကြီးလာပုံကနှီးတုံနဲ့အာမရချင်စရာပန်းတွေပွင့်ဖို့နေနေသားသားအသက်10နှစ်ကျော်သွားတာတော့အရက်က4လက်မထက်ပိုးရှည်ပြီးတော့ထွက်မလာဘူးတဲ့ကြာတော့လေပူပူတေးတေးစူးပင်လေးကိုဘသူကမှစိတ်ဝင်စားကြတော့ဘူးပရွက်စိတ်လေးတွေလောက်ပဲသူ့ပေါ်တက်ပြီးကစားပြီးပျော်နေကြတော့တာစူးစူးကသေးသလောက်သူ့အမြင့်တွေကြတော့ထွားတဲ့သူ့ဘေးပပတ်လဲမှာဖြန့်ကားပြီးတော့နေရာယူထားလိုက်ကြတာလက်တံအရှိကြီးတွေနဲ့ရှာရှာပါပါမိုးရွာတဲ့နေ့မျိုးဆိုမြေကြီးတဲ့စိတ်ဝင်လာသမျှမိုးရေတွေကိုအမိအရာနဲ့တိမ်ကြတော့တာပဲ
တိတ်ကိုအားကိုးရတဲ့အမြစ်တွေပေါ့ကွယ်သူ့ရဲ့ပင်စီတုတ်တုတ်ကလေးရလေရေတွေလှောင်ဖို့လို့အသုံးဝင်တယ်လေအဲ့ဒီလိုရေတွေအများကြီးကြိုစုထားတော့မိုးခေါင်ရေရှားတဲ့အခါစိတ်မညစ်ရတော့ဘူးတခြားအပင်တွေရေငတ်ပြီးတော့ပင်ပန်းနေကြချိန်မှာစူးစူးကလန်းလန်းဆန်းဆန်းပဲညှိုးချောက်သွားတာမျိုးမရှိဘူးနှစ်တွေအများကြီးကြာလာပြီမယ်စူးစူးကတော့တိတိတတ်တာရှေ့ထွက်လာတဲ့ရေလို့မရှိပါဘူးအရင်အတိုင်းဖြည်းဖြည်းလေးပဲဆက်ပြီးကြီးလာတယ်အသက်25နှစ်ကျော်သွားတာတော့သူ့အရက်က2ပေမပြည့်ရှာဘူးသူခမဘေးကတစ်ပင်အမြင့်ကြီးကိုကြည့်ပြီးအားတွေကျနေတာပေါ့တခါတလေတရိတ်ဆန်သေးသေးလေးတွေသူ့အရိပ်ကိုလာခိုးတာမြင်စူးစူးကပီတိတွေဖြာပြီးခဏခဏငုံကြည့်နေရောအသက်50ပြည့်မှစူးစူးရဲ့ဆန္ဒတွေတကယ်ဖြစ်လာတယ်ပစ္စည်းကွေးလေးစူးစူးမဟုတ်တော့ဘူးခန့်ခန့်ညားညားနဲ့ဗလာကြီးစူးစူးဖြစ်လာခဲ့ပြီအရက်ကြီးကလည်းထောင်ထောင်မောင်းမောင်းနဲ့10ပေတောင်ကျော်သွားခဲ့ပြီအထူးခြားဆုံးကတော့ပန်းတွေစပွင့်လာတော့တာပဲဒီလောက်ကြာမှပန်းတွေပွင့်လာလိမ့်မယ်လို့ဘယ်ထင်မှမလဲကွယ်စူးစူးရဲ့ပန်းလေးတွေကလှမလှဖြူဖြူဖွေးဖွေးလေးတွေဒါပေမဲ့ညရောက်မှပွင့်နိုင်ကြတယ်နေဘက်ဆိုရင်ပူလွန်းလို့ပန်းလေးတွေကငုံနေကြတယ်တဲကနာရတယ်မှာဆိုတော့ပန်းတွေတစ်သီးတွေတိတ်မရှိဘူးဝီရီဆိုတာကလည်းတော်တော်ရှားတာဒါကြောင့်စူးစူးရဲ့ပန်းလေးတွေလည်းပွင့်ရောငှက်ကလေးတွေပြားလေးတွေလေးနို့တွေအကုန်အပြေးအလွှားနဲ့ရောက်လာကြတော့တာပေါ့ပန်းပွင့်လေးတွေအတွက်ဂုံယူဝင်ကြွားစရာပေါ့ကွယ်အဲ့ဒီနှစ်ကစပြီးຫນွေဦးရောက်တိုင်းပန်းလေးတွေမှန်မှန်ပွင့်တဲ့ပန်းလေးတွေညှိုးသွားတဲ့အခါအသီးလေးတွေတီးလာပြန်ရောဟိုးပုံမြင်အစမှာပါတဲ့နီနီရဲရဲအစိမဲမဲအသီးလေးတွေပေါ့ကွယ်တနေ့တော့တစ်တောင်းငှက်ကလေးတစ်ကောင်ရောက်လာပြီးအသီးတွေကိုလာစားတယ်ဟိုးအပင်ထိပ်ဖြားတက်နာပြီးအသီးချိုချိုလေးမြုံလိုက်ဟုံငင်းဒီငေးလှုပ်လိုက်နဲ့တစ်တောင်းငှက်ကလေးကိုကြည့်ရတာစိန်ကြနေပုံပဲဒီလိုနေရာမျိုးမှာအိမ်လေးဆောက်ပြီးနေရရင်ကောင်းပါပဲလို့တစ်တောင်းငှက်ကလေးကတွေးမိသွားတယ်အသီးတွေစားလို့ပြီးသွားပြီမယ်တစ်တောင်းငှက်ကလေးကမပြန်တော့ဘူးသူနေဖို့အိမ်စဆောက်တဲ့တစ်တောင်းငှက်ကလေးအိမ်ဆောက်ပုံကတစ်မျိုးသူနှုတ်တီးရှေးရှေးချွန်ချွန်ကြီးနဲ့စူးစူးရဲ့ပင်စီကိုဖောက်ဖို့ကြိုးစားတော့တာပဲတတောက်တောက်နဲ့ခေါက်လိုက်ဖောက်လိုက်လုပ်နေလိုက်တာခဏကြာတော့တစ်ခေါင်းလေးဖြစ်သွားတယ်တစ်တောက်ငှက်လေးအတွက်တီးတဲ့နေရာလေးရသွားတာပေါ့နေ့ဘက်ဆိုအရေးရတော့အေးမြပြီးတော့ညဘက်ကျတော့နွေးနွေးထွေးထွေးရှိတယ်တစ်ခေါင်းထဲမှာဆိုတော့နေရတာလေလုံခြုံနေလေတော်တော်ကိုပြီးပြည့်စုံတဲ့အိမ်လေးပေါ့ကွယ်စူးစူးကိုပေါ်မှာအဲ့ဒီလိုအပေါက်ဖြစ်သွားပြီမဲ့သူကနေမကောင်းမဖြစ်ဘူးအကျန်းခံနေသူကိုယ်ထဲကနေအစည်းတွေအများကြီးထွက်လာတယ်အပေါက်ဘေးပတ်ပတ်လည်မှာအစည်းတွေနဲ့ဆေးလိမ့်ထားသလိုပဲအဲ့ဒီအစည်းတွေလည်းခြောက်သွားရောအနာဖေးလို့မမာလေးဖြစ်သွားတယ်တစ်တောက်ငှက်ကလေးတွေအတွက်နေစရာနေရာရသွားတာစူးစူးက
ဝမ်းတွေကိုတာလို့တစ်တောင်းငှက်ကလေးကလည်းစူးစူးကိုဒုက္ခလာပေးတဲ့ insect တွေမှန်သမျှကိုဖမ်းပြီးတော့စားပေးတယ်အသက်60မှာတော့စူးစူးကပေ20တောင်ကျော်သွားပြီရှည်လျားတန်မာလှတဲ့အကိုင်းကြီးတစ်ခုလည်းထိုးထွက်လာတယ်အဲ့ဒီအကိုင်းအစ်စ်ပေါ်မှာဂျိုးလေးတစ်ကောင်အတိုက်လာဆောက်တယ်အရင်ရောက်နေတဲ့တစ်တောက်ငှက်ကလေးကလည်းအပေါက်အစ်စ်တစ်ခုထပ်ဖောက်ပြန်နေသူနေခဲ့တဲ့အခန်းဟောင်းလေးမှာဇီးခွက်လေးတစ်ကောင်လာနေတယ်စူးစူးပေါ်မှာနေရတာတတောင်တတာရှိုံနဲ့မကဘူးအနေရလဲကင်းတော့ငှက်ကလေးတွေကတိတ်သဘောကျကြတယ်မြင့်လဲမြင့်စူးတွေနဲ့လဲကာထားတော့ตาရဲတရိษံတွေအနားမကတ်နိုင်တော့ဘူးပေါ့တဲကန္နာရထဲမှာထူးဆန်းတာတစ်ခုကတရိษံတော်တော်များများတွင်းလေးတွေနဲ့နေကြတယ်ညီခွေးတွေယုံတွေမွေတွေကစပြီးကြွက်ကလေးတွေပရဲစိတ်ကလေးတွေအစုံတွင်းကိုစီနဲ့တဲပြင်ပေါ်မှာတွင်းနေများသလိုစူးစူးပေါ်မှာလည်းအပေါက်လေးတွေအများကြီးပဲတစ်ထွက်လာတဲ့ကိုင်းတွေပေါ်မှာတော့မှအတိုက်တွေတစ်ခေါင်းပေါက်တွေပြည့်နေပြီဟိုးရှိတော့ကသေးလွန်းလို့အသက်ရှင်ပါမလားလို့စိတ်ပူခဲ့ရတဲ့စူးပင်ကလေးဟာအခုတော့တဲကန္နာရထဲမှာအကြီးဆုံးစူးပင်ဖြစ်သွားပြီအဲ့ဒီလိုဖြစ်လာဖို့နှစ်ပေါင်းရာကျော်စောင့်ခဲ့ရတာအခုဆိုစူးစူးရဲ့အသက်က150တောင်ကျော်သွားပြီအရက်ကြီးကပေ50အလေးချိန်ကလည်းကား9စီးစာလောက်လေးတဲ့အသက်တွေတအားကြီးသွားပြီမယ်စူးစူးကတော့အားမှန်အပြည့်နဲ့တက်ကြွနေတော့မယ်ထပ်ပြီးတော့ထွားမလာတော့ဘူးစူးစူးပေါ်ခိုးနာကျင်တဲ့တရိษံလေးတွေကလည်းဝိုင်းဝိုင်းကိုလဲနေတာပဲငှက်မိသားစုတွေကြွက်မိသားစုတွေဂျိုးကလေးတွေဇီးကွက်တွေလင်းတို့တွေတစ်တောင်ငှက်တွေအားလုံးသူ့အခန်းလေးတွေနဲ့သူဟိုတယ်ကြီးနဲ့တောင်မှတူနေတဲ့တကောင်ပြောင်းသွားရင်လေနောက်တကောင်ချက်ချင်းရောက်လာတာပဲຫນွေဦးပေါက်ရင်ပိုတောင်နေရာလူကြရသေးတယ်ဝိရီလာတောက်တဲ့ငှက်ကလေးတွေအသီးလာစားတဲ့ငှက်ကလေးတွေကလည်းစူးစူးပေါ်ရောက်ရင်မပြန်ချင်ကြတော့ဘူးအတိုက်ကလေးတွေစောက်ပြီးဆက်နေဖြစ်သွားတာများတယ်စူးစူးကလည်းအားလုံးကိုနေရာပေးခြင်းနဲ့အရိပ်ပေးခြင်းနဲ့ကာကွယ်ပေးခြင်းနဲ့တစ်တီးတွေဝိရီတွေကျွေးခြင်းမွေးခြင်းနဲ့စူးစူးအသက်100ပြည့်တဲ့နှစ်မှာတော့ဝမ်းနည်းစရာတွေဖြစ်လာခဲ့တယ်လေပြင်းတစ်ချက်အဝိတ်မှာစူးပင်အိုကြီးခမတောက်မခံနိုင်တော့ပဲဝုန်းကနေလဲကျသွားပါလေရောတချို့အကိုင်းခတ်တွေဆိုထပ်ပိုင်းတွေတောင်မှပြတ်သွားတဲ့အမြင့်မာနေခြင်းနဲ့ငှက်ကလေးတွေအတွက်တော့အဆင်မပြေတော့ဘူးပေါ့အိမ်အစ်စ်တွေရှာကြရတယ်ဒါပေမဲ့ညီကြီးနဲ့နီးနီးနားနားနေခြင်းနဲ့အကောင်ငယ်လေးတွေအတွက်တော့စူးစူးကအသုံးဝင်နေတော့မယ်ပိုးနတန်ကောင်လေးတွေပရွက်စိတ်လေးတွေခြတွေကင်းမီကောက်လေးတွေကတော့ပြိုကျနေတဲ့ဟိုတယ်အိုကြီးထဲမှာပျော်နေကြလေရဲ့လဲကြပြီးကလေးကတဖြည်းဖြည်းပိန်လီ6ကပ်လာလိုက်တာတိတ်မကြခင်မှာပဲစူးစူးဟာအယိုးပြိုင်ကြီးဖြစ်သွားတဲ့မြင်ရတာစိတ်မကောင်းစရာကြီးပေါ့ကွယ်ဒါပေမဲ့သူ့အောက်မှာခွေးနေတဲ့မွေလေးတွေပြည့်စိတ်လေးတွေအင်းဆက်လေးတွေအတွက်တော့အရိတ်ကလေးတစ်ခုပေးနေနိုင်တော့မယ်ကလေးတို့ရေစူးပင်ကြီးတွေမြင်ဘူးလားအဲ့ဒီစူးပင်ကြီးကိုကြည့်လိုက်ရုပ်ဆိုးအကြီးတန်းနဲ့စူးတွေနဲ့ကြောက်စရာကောင်းတယ်ဘာမှအသုံးမဝင်ဘူးလို့ထင်ရပေမဲ့တဲကန္နာရတဲ့တရိษံလေးတွေအတွက်တော့
အင်မတန်လုံခြုံစိန်ကြပြီးတော့ခမ်းနားတဲ့ဟိုတယ်ကြီးတွေပေါ့ကွယ်တားတို့သမီးတို့ရေဒီပုံမြင်တဲ့ဆူဆူလေးကတော့ဆဝါရိုလို့ခေါ်တဲ့စူးပင်မျိုးနွယ်ပါသူကဆန်နိုရန်ဆိုတဲ့တဲကန္နာရကြီးထဲမှာနေတယ်အမေရိကန်နိုင်ငံအရီဇိုနာပြည်နယ်နဲ့မက္ကဆီကိုမြောက်ပိုင်းမှာရှိတဲ့တဲကန္နာရကြီးပေါ့โอเคဒီနေ့တော့ဒီလောက်ပဲเนาะနောက်ထပ်ပုံမြင်တွေအများကြီးနားထောင်ဖို့တီတီကျော်ရဲ့ channel ကို subscribe လုပ်ထားပေးကြပါဦးเนาะ Good night